တိယောအခန်းကြီးနေ့အငယ်18မှာချစ်သားတို့ယခုကာလသည်နောက်ဆုံးသောကာလဖြစ်၏ခရစ်တော်၏ယံသူတည်ဟူသောအန်တီခရစ်ပေါ်လာကြောင်းကိုတင်တို့ကြားရသည့်အတိုင်းယခုပေအန်တီခရစ်အများရှိကြ၏ထို့ကြောင့်ယခုကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုတည်ရ၏ဆိုတော့နှုတ်ကပတ်တော်တမန်ကျမ်းစာထဲမှာဒီကာလကဆိုးရုပ်တဲ့ကာလနောက်ဆုံးသောကာလအထဲကိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဝင်နေပြီဖြစ်တယ်၊တွားနေပြီဖြစ်တယ်။နောက်ဆုံးသောကာလကဘယ်အချိန်ဖြစ်မယ်၊ဘယ်လဖြစ်မယ်၊ဘယ်နှစ်ဖြစ်မယ်ကျွန်တော်မသိနိုင်ဘူး။ဒါပေမဲ့အံ့ဩစရာကောင်းတာကယေရှုခရစ်တော်ကိုယ်တိုင်တော်မသိတဲ့နောက်ဆုံးသောကာလကိုယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာမယ့်နေ့ရက်ဆိုလိုချင်တာကနောက်ဆုံးသောနေ့ရက်ကိုခရစ်တော်ယေရှုခရစ်တော်ကိုယ်တိုင်မသိတဲ့အရာကိုဒီနေ့ online social media ပေါ်မှာကျွန်တော်မြောက်များစွာတွေ့ရမှာဖြစ်တယ်။ဘယ်နေ့ကကျွန်တော်နောက်ဆုံးသောကာလဖြစ်ပြီးယေရှုဒုတိယအကြိမ်ကြွလာတော့မယ့်နေ့ကဒီနေ့ဆိုပြီးတော့ဒီနေ့လိန်လေလက်ဖြားတဲ့ mixer dictate ဆရာတွေကလူတွေကိုစိတ်ပူအောင်လူတွေကိုလေစားနေတယ်လူတွေကိုဂျင်းထည့်နေတဲ့အရာတွေကျွန်တော်မြောက်များစွာတွေ့ရတယ်။ဒီအခုတော့ကျွန်တော် line ပေါ်မှာတွေ့ရတဲ့အရာတချို့ဆရာတွေနာမည်တော့မပြောတော့ဘူး။ဘေးရက်ကဘေးနေ့ကသူတို့က prophet တွေပြုတ်တာ share ပြုတ်ပြီးတော့အဲ့ဒီနောက်ဆုံးနေ့ကတဲ့အေးရဖြစ်တယ်။ရဲ့အတိအကျလည်းပြောသေးတယ်။ဒါပေမဲ့ကျွန်တော်မပြောချင်တော့ဘူး။ဆိုတော့ဒီလိုလက်ဖြားတဲ့ဆရာမြောက်များစွာမိစ္ဆာဆရာတွေမြောက်များစွာတွေ့ရတာဖြစ်တယ်။ကျွန်လွန်ခဲ့တဲ့လူငယ်အချိန်ခါမှာဆိုရင်လဲ2012ကကဘာပြတ်တဲ့နေ့ဆိုပြီးတော့လူတွေမြောက်များစွာနော်အစာမစားဘဲနဲ့အတောင်ပေါ်တက်ပြီးတော့ဒီလိုလွဲမားတဲ့အယူဝါဒတွေခံယူမိတဲ့သူတွေမြောက်များစွာကျတော့မြင်တွေ့ကြားတွေ့ခဲ့ရပြီးပြီဖြစ်တယ်။ဒါပေမဲ့အခုလာပြန်ပြီ။ဘေးရက်ကဘေးလာကနောက်ဆုံးတော့ကာလဖြစ်တယ်ဆိုပြီးတော့ online မှာတွေ Zoom meeting တွေနဲ့လိုက်ပြီးဟောနေတဲ့သူတွေပြောနေတဲ့ဆရာတွေမြောက်များစွာရှိတာဖြစ်တယ်။ဒီအရာတွေကတကယ်ပဲဖျားသခင်ကိုပုံကတဲ့သူတွေနော်တကယ်ပဲစံစာနဲ့မညီညွတ်ပဲနဲ့လူတွေကိုလိန်တဲ့သူတွေအဲ့ဒီလိန်တဲ့ဆရာတွေရဲ့နောက်လိုက်တဲ့သူတွေလည်းမြောက်များစွာရှိတယ်။ဒါကြောင့်ပြောချင်တာကခရိယန်ဆိုတိုင်းကျွန်တော်ကောင်းကင်နိုင်ငံမရောက်နိုင်ဘူး။ဖယားသခင်ရဲ့အလိုတော်ကိုဆောင်လို့တူတာလင်းလို့မှတ်တဲ့ထဲမှာကျွန်တော်တွေ့ရတာဖြစ်တယ်။သခင်လို့ခေါ်တဲ့သူတွေမြောက်များစွာရှိတယ်။ဒါပေမဲ့ခမဲတော်ရဲ့အလိုတော်ကိုဆောင်တဲ့သူတွေဒါဆိုရင်သူ့အလိုတော်ကဘာလဲဆိုရင်လူတိုင်းကေတင်ချင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဖယားသခင်အလိုတော်ရှိတယ်လို့ပြောတာဖြစ်တယ်။အဲကြောင့်ကျမ်းစာထဲမှာဖယားသခင်ရဲ့အလိုတော်ကကေတင်ချင်းခံရမယ်နောက်ပြီးတော့တမန်တရားကိုသိနာလေရအဲ့ဒီလူတွေမှတာလေပျော်ရွှင်တဲ့နိုင်ငံဝင်စားမှာဖြစ်တယ်ဆိုတဲ့အရာကိုတတိပေးခြင်းတယ်။ဒါကြောင့်ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်လည်းယခုကာလက anti Christ တွေအများကြီးရှိနေတဲ့ကာလဖြစ်တယ်။ anti Christ ဆိုတာဂျိုးပေါက်တဲ့သူလည်းမဟုတ်ဘူး။စာသားလည်းမဟုတ်ဘူး။ anti Christ ဆိုတာတင်းနဲ့ကျွန်တော်ရဲ့ခံယူချက်လွဲတဲ့အပေါ်မှာမူတည်ပြီးတော့anti Christ ဖြစ်သွားရတာဖြစ်တယ်။ယေရှုကိုခရစ်တော်လို့မယုံတဲ့သူတွေက anti Christ ဖြစ်တယ်လို့ပြောထားတာဖြစ်တယ်။တချို့ကယေရှုကိုယုံငရဲကြမယ်ခရစ်တော်ကိုယုံမှပဲကောင်းကင်နိုင်ငံဝင်စားရမယ်။တချို့ကယေရှုအထဲမှာခရစ်တော်ကပုံအောင်နေတာဆိုတာတော့လုံးဝကြီးခွဲခြားစိတ်ဖြာတဲ့မှုတော်ဆောင်တွေဆရာတွေရှိတယ်။တချို့ကတော့ 5 in 1လို့ပေါ့နော်။အဲ့လိုမျိုးဆရာတွေမြောက်များစွာပေါ်လာပြီဖြစ်တယ်။ anti Christ ဆိုတာကဒီလိုပဲနော်ယေရှုကိုခရစ်တော်လို့မယုံရင်အဲ့ဒါတကယ် anti Christ ပဲကျမ်းစာထဲမှာကျွန်တော်ဖတ်ကြည့်ပါရှာကြည့်ပါနောက်ပြီးတော့တခုရှိသေးတာကဘာလဲဆိုရင်ခရိယန်ဖြစ်တယ်ဆိုတဲ့သူတွေကျွန်တော်တို့လေမားလို့မသိမားနေတဲ့သူတွေရှိတယ်ဒီလိုပဲအမှုတော်ဆောင်တွေအထဲမှာလဲကျမ်းစာကိုကောင်းကောင်းမလေ့လာပဲနဲ့တွင်တင်ချက်အမားတွေလိုက်ပြီးဟောပြောနေတဲ့သူတွေလိုက်ပြီးတော့ဝင်ငှနေတဲ့သူတွေမြောက်များစွာရှိတယ်အခြားသောဘာသာစကားက
တင်ရမယ်တို့ခရိယန်ဖြစ်ရင်ဒါမပြောရင်တကက်နောက်ကြတဲ့ခရိယန်တွေဖြစ်တယ်ဆိုတဲ့ဆရာတွေကျွန်တော်တို့ကိုယ်တိုင်တွေ့ဖူးတယ်နောက်ပြီးတော့ prophet ပြုတယ်ဘာမှမဟုတ်တဲ့ prophet ပြုချက်တွေပြုနေတဲ့သူတွေရှိတယ် prophet ရှိတယ်ဒီနေ့ချိန်ထိရှိတယ်ဆိုတာကိုယုံတယ်ဒါပေမဲ့တချို့အသင်းတော်တွေမှာအခြားသောဘာသာစကားကိုအသင်းဝင်တဲ့သူတိုင်းပြောရမယ်ဆိုတော့စီကံချက်တွေရှိတယ်နောက်ပြီးတော့အသင်းတော်မှာလည်းအခြားသောဘာသာစကားတင်နေတဲ့သူတွေလည်းရှိတယ်နောက်ပြီးတော့ prophet ကိုတအားပြုကျင်နေတဲ့သူတွေလည်းရှိတယ်ကျွန်တော်တို့ကဒီအရာကိုမယုံဘူးရှိတယ်အခြားသောဘာသာစကားလည်းရှိတယ်တမန်တော်ပေတရုတွေရဲ့ခေတ်ထဲမှာဆိုရင်ပေတရုကသူ့ရဲ့ဘာသာစကားအဖြစ်ပြောတဲ့အရာကိုဒီဝိညာဉ်တော်ကဂျားထဲမှာအလုံလုံတဲ့အခါမှာဟိုးဘက်ကနော်ကျွန်တော်ဥမာဆိုရင်ကျွန်တော်မြန်မာဘာသာနဲ့ပြောတယ်ဆိုရင်ကျွန်တော်ဒီနေ့တရုတ်ကလည်းသူ့ဘာသာလိုကြားနေတာဒါကတန်ရှင်တော်ဝိညာဉ်တော်ဆင့်သက်တဲ့အခါမှာတကက်နမိတ်လက္ခဏာဖြစ်တဲ့အရာယုံကြည်တယ်ရှိခဲ့တယ်ဒီနေ့ချိန်ထိလည်းရှိတယ်ဒါပေမဲ့တချို့သူတွေကလိုက်ရှောက်ပြီးတော့ပါဇက်မှာကျွန်တော်တို့အယတာခံပြီးတော့ရွတ်ဆိုနေတဲ့သူတွေရှိတယ်ဘယ်သူမှလည်းနားမလဲဘူးစာတန်လည်းနားမလဲဘူးဖျားလည်းနားမလဲဘူးတို့ဘာပြောနေမှဘာစကားမှန်းကိုမသိတဲ့အရာတွေပြောနေကြတဲ့သူတွေကြောင့်များစွာရှိတယ်ဆိုတဲ့အရာကျွန်တော်လည်းမြင်တွေ့ရတာဖြစ်တယ်နောက်တချို့ကဒီဆ iam တယောက်ဖဲဒီအခြားသောဘာသာစကားကိုနားလေတာတို့ပြန်နိုင်တာတို့၆၆ပြီးတော့ဂျင်းထည့်နေတဲ့အမှုတော်ဆောင်မြောက်များစွာရှိတယ်သူတို့ဘာပဲဖြစ်နေကျွန်တော်အထင်ကြီးဖို့မဟုတ်ဘူးသူတို့ကိုမကြိုက်လို့လည်းမဟုတ်ဘူးသူတို့ကိုဒီနေ့နော်ပုဂ္ဂိုလ်ရေးအရာတိုက်ခိုက်နေတာလည်းမဟုတ်ဘူးဒီနေ့ဒီလိုအမှုတော်ဆောင်တွေ anti christ ဆရာတွေမာယွန်တော်ဩဝါဒကိုတွင်တင်နေတဲ့ဆရာတွေရဲ့နောက်ကိုမလိုက်မိဖို့ရအတွက်တတိပေးလို့ခြင်းပဲဖြစ်ပါတယ်ဒီကျွန်တော်တို့social media ကိုင်တဲ့တူတွေကျွန်တော်ကြားသိရမှာဖြစ်တယ်ကျွန်တော်လွန်ခဲ့တဲ့နှစ်ထဲမှာဆိုရင်လည်းနော်ဒီ Israel နိုင်ငံမှာတကယ်ဒီနေ့ယေရှုခရစ်တော်ပြောချင်တာကဒီနေ့သူတို့စောင့်နေတဲ့ဖယားဒီပေါ်ပေါက်လာပြီဆိုတဲ့အရာကိုကျွန်တော်လွန်ခဲ့တဲ့နှစ်မှာကျွန်တော်တွေ့ရမှာဖြစ်တယ်လို့ဒီနေ့တခြားသောနိုင်ငံတွေမှာလည်းတကယ်ပဲယေရှုခရစ်တော်ရောင်ဆောင်ပြီးတော့ပေါ်လာတဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတယ်ယနေ့ချိန်ထိလည်းရှိနေတယ်ဒါကြောင့်ကျမ်းစာကကျွန်တော်တို့ကိုပြောထားတယ်ဆိုရင်ယခုပေ anti christ အများရှိကြတယ်ဒါကြောင့်ယခုကာလကလေတကယ်ဆိုးရုပ်တဲ့ကာလဖြစ်တယ်နောက်ဆုံးသောကာလဖြစ်တယ်မာလို့မမတိအောင်စာတန်ကလေကျွန်တော်တို့ကိုညံမျက်စိကိုကွယ်စေတယ်ကျွန်တော်ဘုရားကအသက်ရှင်တယ်လို့စာတန်ကလည်းအသက်ရှင်ပြီးတော့နေ့တိုင်းမရမနာမအိပ်မစားဘဲနဲ့အလုံးလုံးနေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တတိထားရမှာဖြစ်တယ်တမာတိရှိပြီးတော့နှုတ်ဘတ်တော်အတိုင်းကျွန်တော်တို့နာခံလိုက်လျှောက်ပြီးတော့အသက်ရှင်ရမှာဖြစ်ပါတယ်ဆိုတဲ့အရာကိုခွန်အားပေးခြင်းတယ်ဒါကြောင့်အေဖက်အခန်းကြီး9အငယ်16မှာဆိုရင်လည်းယခုနေ့ရက်ကာလတို့ဒီဆိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလို့ပြောထားတာဖြစ်ပါတယ်ဒီနေ့ဖယားသခင်ကိုတကယ်ပဲအချိန်မပေးခြင်းပဲနဲ့ကိုဖြစ်ချင်ရာကိုရဲ့ဆန္ဒအတိုင်းပဲလောကရဲ့အပျော်အပါနောက်လိုက်တယ်နောက်ပြီးတော့ငွေရေးကြေးရေးနောက်လိုက်တယ်တချို့ကအာနာပါဝါတချို့ကအလုတ်အကိုင်းတချို့ကကိုရဲ့စိတ်အလိုလိုက်ပြီးတော့အသက်ရှင်နေတဲ့ယုံကြည်သူတွေမြောက်များစွာရှိတယ်ဆိုတဲ့အရာကိုမြင်တွေ့ရတယ်။ကြောင့်ကျွန်တော်အခုတလောဖတ်မိတဲ့ဒီစာထဲမှာပိုလာဝက်ဝံကိုကျွန်တော်အနေနဲ့ဖမ်းဖို့တော်တော်ခက်တယ်ဒါပေမဲ့လေအဲ့ဒီ AK တဲ့ဒေတာမှာရှိတဲ့ပိုလာဝက်ဝံကိုအက်စကီမိုလူမျိုးတွေကဘလို့ဖမ်းတယ်ဆိုရင်ဖြန်တကောင်းကိုတက်ပြီးတော့ပုံထဲမှာအသွေးကိုထည့်မယ်ပြီးတော့အဲ့ဒီသွေးထဲမှာအင်မတမထက်တဲ့နှစ်ဖက်လာထက်တဲ့ဓာတ်ကိုမြုပ်ထားတယ်အဲ့လိုမြုပ်ထားပြီးအိတ်ခဲတဲ့အခါမှာတနေရာမှာချထားလိုက်တယ်ဆိုတော့ပိုလာဝက်ဝင်တွေကအနံ့ခံအင်မတန်ကောင်းတဲ့ trick ထဲမှာပါတယ်ဆိုတော့တို့ကသွေးညင်နှံ့ရတဲ့အခါမှာအဲ့ဒီထားတဲ့ခြံသွေးရှိတဲ့နေရာကိုတွားပြီးတော့တွေ့တဲ့အခါမှာငမရရက်တယ်ရက်တော့နည်းနည်းလေးကုန်လာတဲ့အခါမှာဒီနေ့ဓာတ်သွားကိုသူကရက်နေလို့ရက်မှမတိဘူးနောက်တော့အသွေးတွေကပူနွေးလာတယ်
တော့သူ့ရဲ့ရှာကနေထွက်တဲ့အသွေးကိုသူစားမိလို့စားမိမှာမတိပဲနဲ့ဆက်ပြီးရဲနဲ့နောက်ဆုံးတော့သွေးတွေကုန်ခန်းလာတဲ့အခါမှာအားရင်မရှိတော့တဲ့အခါမှာဒီနေ့အက်စကီမိုလူမျိုးစုတွေကသူ့ရဲ့အတက်ကိုရယူသွားတာဖြစ်တယ်အဲ့ဒီပိုလာဝိတ်ဝင်တွေကလည်းအက်စကီမိုဆိုတဲ့လူမျိုးစုတွေရဲ့လက်ထဲမှာတည်ဆုံသွားရတယ်ပြောချင်တာကအက်စကီမိုလူမျိုးစုတွေထောင်တဲ့ဂိုင်းမှာရှူလွယ်ကူနဲ့ပါသွားရတာဖြစ်တယ်ဒါဆိုင်တယ်လဲဆိုရင်ခရိယန်တွေအနေနဲ့ကိုဒီနေ့ကျွန်တော်တို့ငွေကြေးရဲ့နောက်လိုက်ရင်နဲ့ဖယားကိုကျွန်တော်တို့မေ့လို့သွားတယ်ဖယားကိုအချိန်ပေးဖို့ဖယားရဲ့အလိုတော်ကိုနာခံလိုက်လျှောက်ဖို့မေ့သွားရင်နဲ့နောက်ဆုံးတော့စာတန်ရဲ့အကျုပ်ကွင်းထွေးကိုကျွန်တော်တို့ရောက်လို့ရောက်မှမသိရောက်သွားရတာဖြစ်တယ်ဒါကြောင့်ပြောချင်တာကတခင်ကိုခေါ်တဲ့သူတိုင်းကကောင်းကင်နိုင်ငံကိုမရောက်နိုင်ဘူးဖယားရဲ့အလိုကိုဆောင်တဲ့သူမှတာလေကျွန်တော်ကောင်းကင်နိုင်ငံကိုဝင်စားမှာဖြစ်တယ်ဆိုတဲ့အရာကိုခွန်အားပေးခြင်းတယ်အရာအရေးကြီးတဲ့အရာဖြစ်တယ်တခင်ကိုခေါ်တဲ့သူတွေမြောက်များစွာရှိတယ်ခရိယန်ဆိုတဲ့နာမည်ခံခရိယန်တွေလည်းမြောက်များစွာရှိတယ်ဒါပေမဲ့သူရဲ့အသက်တာထဲမှာခမဲတော်ဖယားရဲ့အလိုကိုမဆောင်ဘူးကိုယ့်အလိုကိုပဲဆောင်တဲ့သူတွေအကြအစီထဲမှာကိုယ့်ရဲ့လှုပ်ဆောင်မှုလုပ်ငန်းတွေထဲမှာငွေကြေးတွေအထဲမှာပဲကျွန်တော်ဘဝအကုန်ဆုံးသွားပြီးတော့နောက်ဆုံးစာတန်ကနေဟောက်တော့ချင်တဲ့ကြတော့ဘယ်ဘုရုကိုများဝါမျိုးရမလဲဆိုတာကိုလိုက်ရှောင်းတဲ့ချင်တဲ့ဆိုတဲ့စာတန်ရဲ့ပါဇက်တွေကိုရောက်သွားရတာဖြစ်တယ်ဒါကြောင့်နောက်ဆုံးအနေနဲ့ခွန်အားပေးခြင်းတဲ့အရာကကျွန်တော်တို့အယုံကြည်သူခရိယန်တွေအနေနဲ့အရန်ကိုဆိုတဲ့ကာလဖြစ်နေပြီဒီကာလကနောက်ဆုံးသောကာလထဲကိုဝင်နေပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကာလအချိန်ကိုရွေးနှုတ်ဖို့အရေးကြီးတယ်ငွေကြေးရှာရခက်တယ်ဒီခေတ်ကာလကလုံးဝအခြေအနေမကောင်းဘူးဒါပေမဲ့မကောင်းတဲ့အထဲမှာကျွန်တော်အဲ့ဒီအချိန်ကိုကာလအချိန်ကိုရွေးနှုတ်ပြီးတော့နှုတ်ပတ်တော်အတိုင်းဘုရားကိုအချိန်ပေးပြီးတော့ဘာလာအသက်ရှင်ကြပါစို့တမာတိရှိလျက်ကျွန်တော်ရဲ့ကာလကိုထပ်ကြော်ကြပါစို့ဆိုပြီးတော့နှုတ်ပတ်တော်တလောက်နဲ့ခွန်အားပေးခြင်းဖြစ်ပါတယ်။ကျမ်းစာသူအရောက်စီတန်းအပေါ်မှာဖြတ်ရှင်ကောင်းကြီးပေးပါစေ။